You're sitting on your feelings. I'm sitting on my throne. You're sitting on your feeling. I'm sitting on my throne. ဒီစာကြောင်းတစ်ကြောင်းရဲ့အဓိပ္ပာယ်ကအရမ်းမိုက်တယ်ပထမဆုံး you're sitting on your feeling မင်းကမင်းရဲ့စိတ်ကူးရင်နဲ့ရတယ်မင်းဖြစ်ချင်တဲ့စိတ်ကူးရင်အိမ်မက်တွေဒီ feeling တွေပေါ်မှာပဲမင်းကအချိန်ဖြုံးနေတာလိုက်ပြီးတော့စိတ်ကူးရင်နေတာတကယ်ဖြစ်မြောက်အောင်လုပ်နေတာမဟုတ်ဘူးဒါမျိုးပြောတာ Now I'm sitting on my throne ငါဖြစ်ချင်တဲ့အရာတွေကိုငါစူးစမ်းပြီးလို့လည်းငါအောင်မြင်မှုတွေရပြီးပြီဒါကြောင့်မို့လို့ငါက I'm sitting on my throne ငါရဲ့ပလင်ပေါ်မှာငါထိုင်နေတယ်မင်းကစိတ်ကူးပဲရင်နေတာငါလက်တွေ့အကောင့်တွေပေါ်ပြီးတော့လက်တွေ့အောင်မြင်အောင်လုပ်ခဲ့တာဒါမျိုးပြောတာဖြစ်တယ်ဒီစကားကိုတရားရောက်ကိုကအနိုင်ရွယ်တဲ့ပုံစံနဲ့ dominant ပုံစံနဲ့ပြောတဲ့အခါမှာထည့်ပြီးတော့တုံပြီးတော့ပြောလို့ရပါတယ်တရားရောက်ကိုလာပြီးတော့ရှင်းပြိုင်တဲ့အခါပဲဖြစ်အကျော်လက်တင်တဲ့အခါပဲဖြစ် You're sitting on your feeling I'm sitting on my throne လို့ဆိုပြီးပြောချလိုက် Okay ကြည့်ရှုမလို့ထင်ပါတယ်ကျွန်တော်လည်း tips and trick အရောမှာသိချင်တဲ့ generation လဲခုမှမင်္ဂလာရပါတယ် All right stay tuned for more